ကောင်လေးကထမင်းကိုစားပြီးတာနဲ့ချက်ချင်းပဲအံပစ်လိုက်တယ်အဲ့ဒီအခါသူ့မေကဘန်းကန်ထဲကထမင်းတစ်စုပ်ကိုအလျင်မြန်ဆွဲယူပြီးအရိုင်းဆန်စွာစားပြလိုက်တယ်ပြီးတော့ကျန်တာကိုအကုန်စားဖို့ကောင်လေးကိုအတင်းကျပ်တောင်းဆိုတယ်ကောင်လေးကညှင်းဆန်တော့သူ့ဖေကသူတို့သားမိကြဝင်ပြီးသားကိုအတင်းကျပ်မလုပ်ဖို့တောင်းဆိုလိုက်တယ်ဒါပေမဲ့အမေကပန်းကန်ကိုကျမ်းပြင်ပေါ်ပစ်ချပြီးဒေါသကြီးစိုက်ကြည့်ကကျေးဇူးမတိတတ်တဲ့သူလို့ရေရွတ်လိုက်တယ်ကောင်လေးကကြောက်လန့်ပြီးငိုယိုကခွင့်လွှတ်ဖို့တောင်းပန်နေပေမဲ့မိခင်ကတုံ့ပြန်ခြင်းမရှိပဲအေးဆက်ဆက်နဲ့လှည့်ထွက်သွားတယ်အဲ့ဒီညမှာတော့အရာအလုံးပြောင်းလဲသွားတယ်သူမကဘာမှမဖြစ်ခဲ့သလိုအဲ့ဒီမနက်ကအိမ်မှာတော့မရှိခဲ့ဘူးလို့ပြောတဲ့အဖေကရှုပ်ထွေးသွားပြီးအပေါ်ထပ်ကိုနားဖို့တက်သွားတယ်မိနစ်ပိုင်းကြာမှပဲအမေကတိတ်တိတ်လေးနောက်ကလိုက်သွားပြီးလက်ထဲမှာတူရင်းတစ်ခုကိုတင်းတင်းဆုပ်ကင်ထားတယ်သူမရဲ့မျက်နှာကအေးဆက်ပြီးကြောက်မဖွယ်ကောင်းတဲ့ပုံစံဖြစ်နေတယ်သူမကတူရင်းကိုလွှဲရိုက်လိုက်ပေမဲ့ခင်မုန်းဖြစ်သူကရှောင်လိုက်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူမကသူတို့သမီးစီလှည့်ပြီးဒေါသကြီးစိုက်ကြည့်နေတယ်သူမမရိုက်ခင်မှာပဲအဖေကသမီးနဲ့သူကြားဝန်ခံပေးလိုက်တာကြောင့်သူ့လက်မောင်းရိုက်ခံလိုက်ရတယ်ဒါပေမဲ့မိခင်ကတော့ကြောက်စရာကောင်းတော့အောင်အေးအေးဆေးဆေးပြောလိုက်ပြီးဘာမှမဖြစ်သလိုလက်ထွက်သွားတယ်ကြောက်လန့်နေတဲ့သမီးလေးကကွဲနေတဲ့ဖန်ဆာတွေကိုနင်းမိပေမဲ့အဖေကမလုံမရှားနိုင်ဘူးအမေကဘေးနားကအခန်းထဲပျောက်ကွယ်သွားပေမဲ့ခဏအကြာမှာပြန်ထွက်လာပြီးတွေးထွက်နေတဲ့သူ့ခင်မုန်းကိုကြည့်ကထိတ်လန့်ရှုပ်ထွေးနေတဲ့ပုံပေါက်နေတယ်ခင်မုန်းဒီကသူမကိုကြည့်ပြီးလှုပ်ရှားရဲအောင်စူးစမ်းနေတယ်သူမဝင်သွားတဲ့တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်ပေမဲ့ဘယ်သူမှမရှိဘူးတခုခုတော့အကြီးကျယ်မားရင်းနေပြီးသူ့ဇနီးကိုပိုင်ဆိုင်ထားတဲ့အရာဟာလူသားမဟုတ်မှန်းသူသဘောပေါက်လိုက်တယ်သူမကစိတ်ပြအားငယ်စွာနဲ့သူတို့သမီးစီလှည့်ပြီးဘာတွေချစ်နေတာလဲလို့မေးလိုက်တယ်ဒါပေမဲ့သမီးကတော့ထောင်းတနေရာမှာကုတ်ကကြောက်လန့်တကြားငေးကြည့်နေခဲ့တယ်အဖေကကျမ်းပြင်ပေါ်ကတူရင်းကိုကြည့်ပြီးစိတ်ထဲမှာလိုင်းထန်နေခဲ့တယ်သူဖုန်းကိုဆွဲယူပြီးဖုန်းကြီးတစ်ပါးကိုခေါ်လိုက်တယ်ဒီအိမ်မှာမကောင်းတဲ့အရာတစ်ခုခုရှိနေတာကိုသူတန်တရားမရှိတော့ဘူးဇနီးဒီကိုကလေးတွေခေါ်ပြီးချက်ချင်းထွက်သွားဖို့ပြောလိုက်တယ်သူတို့ထွက်ခါနီးမှာပဲဖုန်းကြီးရောက်လာခဲ့တယ်ကြောက်မဖွယ်ကောင်းတဲ့သူတို့ရဲ့ဇလန်းကိုနားထောင်ပြီးနောက်ဖုန်းကြီးကအိမ်ပြင်ကိုထွက်ပြီးအိမ်ကိုလိုက်လံကြည့်ရှုတယ်ရုတ်တရက်အေးခဲနေတဲ့လေပြင်းတစ်ချက်ကခြံထဲကိုတိုက်ခတ်လာပြီးမြေပြင်ပေါ်မှာအယောင်ရင်းနဲ့အနီရောင်ရွက်တွေလေထဲလွင့်ပြန်သွားတယ်အဲ့ဒီနောက်မှာတော့အေးဆက်ဆက်အမျိုးသမီးအတန်လူသားမဟုတ်တဲ့အတန်တစ်ခုကသူ့နားထဲပဲ့တင်ထက်လာတယ်အခုထွက်သွားမဟုတ်ရင်အသက်ဆုံးပဲ